ကဲအားလုံးပဲမင်္ဂလာပါဗျကိုပြည့်ရဲ့ဗီဒီယိုဖိုင်လေးကနေအားလုံးကိုပြန်လည်ပြီးတော့နှွေးထွေးစွာကြိုဆိုတယ်ကိုရီမိုင်းအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည်သူနေနီးလေကညချမ်းလေးကိုထာဝရပန်ဆိုင်နိုင်ကြပါစေတနေ့နာနေအဖွင့်နေမနက်မှလည်းစိတ်ချမ်းသာကိုချမ်းမှကြပါစေကိုရီမိုင်းအားလုံးပဲကိုပြည့် channel လေးကဥသာပထမစုမောင်ကောင်လေးတောင်းပေးလိုက်ပါတယ်အားလုံးပဲကိုပြည့်တို့ဗီဒီယိုဖိုင်လေးကပြန်လည်ပြီးတော့ကြိုဆိုတယ်နေကင်းရတော့ကိုပြည့်တို့အလူတန်းလေးတွေနဲ့မလို့ကိုပြည့်တို့အပြင်သွားနေရတယ်ကိုရီမိုင်းအားလုံးပဲเนาะဒီညမှာလည်းကိုပြည့်ဗီဒီယိုဖိုင်လေးပဲတင်ပေးလိုက်တယ် like လေးတော့မလွှင့်တော့ဘူးချစ်မိတ်ဆွေတွေအားလုံးဒါလေးတော့ပြောချင်တယ်အားလုံးပဲနားလည်ပေးပါမနေ့ကနေခင်းကြရင်တော့တနာရီ50မှာတော့ကိုပြည့် like လေးတော့ရှိတယ်ပေါ့ဗျာเนาะချစ်မိတ်ဆွေတွေအားလုံးကိုပြောချင်ပါတယ်ကဲကိုရီမိုင်းအားလုံးပဲကျွန်တော်တို့ဒီဘယ်လိုပြောရမလဲမနေ့ပြန်အတွက်ကိုလာရောက်လိုက်လွှင့်ပေးခြင်းလည်းဖြစ်တယ်မနေ့ပြန်မနေ့12နာရီ10မိနစ်အတွက်ကိုရီမိုင်းအားလုံးပဲဝင်လာခဲ့ပြီးပါအောင်ဗျာเนาะပတ်မဲ့ပတ်တီးထူရမယ့်ကဏ္ဍလေးတွေပြောပေးမယ်မပြောခင်မှာကိုရီမိုင်းအားလုံးပဲတနေ့နိုင်အင်္ဂါဘူတဘူဇာတို့ပတ်တီးလေးကိုကိုရီမိုင်းအားလုံးပဲအဖွဲ့ဝင်လေးတွေပတ်ကမှာเนาะတနေ့နိုင်နေမနေ့ထွက်သွားရင်လည်းအမျိုးတွေအားလုံးပဲနားမယ်ဆက်ပြီးတော့မပတ်ကဘူးထပ်ပြီးတော့မပြီးတော့ဘူးဘယ်နေ့မှာပဲထွက်ကိုရီမိုင်းအားလုံးပဲထပ်ပြီးတော့မပတ်ကဘူးနားမယ်အော်ကွာတက်စီဖြစ်ဖြစ်ပတ်တီးထွက်စီဖြစ်ဖြစ်ကိုရီမိုင်းအားလုံးပဲနားမယ်เนาะအဲ့ဒါလေးကိုပြောချင်ပါတယ်ကိုရီမိုင်းအားလုံးပဲအဖွဲ့ဝင်ချင်းနဲ့မိတ်ဆွေလေးတွေအားလုံးပဲတနင်္လာအင်္ဂါဗုဒ္ဓဘူးဇာတုပတိနဲ့အဖွဲ့ဝင်လို့ရပါတယ်အဖွဲ့ဝင်ချက်ကတော့ကိုရီမိုင်းအားလုံးပဲ15000ကျပ်လေးပဲဖြစ်ပါတယ်ကိုရီမိုင်းအားလုံးပဲကျွန်တော်မိတ်ဆွေတွေအားလုံးပဲအလူတန်းလေးမှာလည်းအားလုံးပဲတွေးကြမယ်လို့လည်းမြင်ပါတယ်တွေးကြမယ်လို့လည်းထင်ပါတယ်မြင်ကြမယ်လို့လည်းထင်မြင်အောင်ပါတယ်တာလို့ခေါ်နိုင်ကြပါစေပေါ့ဗျာနော်မနေ့ပြန်မနေ့မှာပတ်မဲ့ပတ်တီးလေးတွေပြောပြီးမယ်ညကတော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲမပြောက်ပတ်တီးခွန်ပတ်တီးမွေးကနန်း86ဆိုတဲ့ကနန်းတက်ကွက်ထဲပေးထားပါတယ်ဗျာနော်တပတ်လုံးစာအတွက်မွေးကနန်း86ပဲဖြစ်ပါတယ်ဗျာနော်ချစ်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့မနက်ဖြန်မနက်မှာပတ်မဲ့ပတ်တီးလေးကိုပြောပေးမယ်မနက်ဖြန်မနက်မှာပတ်မဲ့ပတ်တီးလေးကတော့ကိုပြည့်ရဲ့မိတ်ဆွေတွေအားလုံးပဲပတ်ချင်တယ်ဆိုရင်မနက်ဖြန်မနက်မှာပတ်မဲ့ပတ်တီးကတော့တစ်ပတ်တီးပဲဖြစ်ပါတယ်ဗျမနက်ဖြန်မနက်မှာပတ်မဲ့ပတ်တီးကတစ်ပတ်တီးပါမနက်ဖြန်မနက်မှာအကြိုက်ဆုံးပရိတ်ကတော့9ပရိတ်ပါတစ်ပတ်တီး9ပရိတ်ပါမျိုးတွေအားလုံးပဲတစ်ပတ်တီး9ပရိတ်ဆိုတော့ချစ်မိတ်ဆွေတွေအားလုံးပဲတစ်လေးရဲ့နှစ်3ရယ်ပဲဖြစ်ပါတယ်1 4ရယ်နှစ်3ရယ်1နှစ်ကဲဆိုတဲ့ကဏ္ဍ3ခွက်ပဲဖြစ်ပါတယ်ကိုရီမိုင်းအားလုံးပဲအဲ့ဒါလေးတွေကိုအကြိုက်တူဝါသနာတူတဲ့မိတ်ဆွေလေးရှင်ယူကစားပါ1 4နှစ်3 1နှစ်ပဲဖြစ်ပါတယ်အကြိုက်ဆုံးပတ်တီးကတော့1ပတ်တီးလေးပဲဖြစ်ပါတယ်အားလုံးပဲခံကောင်းကြပါစေအဆင်ပြေကြပါစေပေါ့စုမုံကောင်းလေးတောင်းပေးပါတယ်ကန်ဆက်ချင်တဲ့မိတ်ဆွေလေး like ဗီဒီယိုဖိုင်လေးပြီးွားတာနဲ့ comment ထဲမှာကျွန်တော်တို့ဖုန်းနံပါတ်လေးချပေးပါမယ်အားလုံးပဲတက်တာပါနော်